အဖွဲလိုက်အစည်းအဝေးတစ်ခုမှာဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးဒါကတော့လုံးဝမားနေပြီလို့စိတ်ထဲကနေတိနေခဲ့ဘူးလားဒါမှမဟုတ်တစ်ဖက်မှာတော့အဖွဲတစ်ဖွဲ့ကတကယ်ကိုထူးခြားကောင်းမွန်တဲ့အရာတစ်ခုကိုအတူတကွဖန်တီးနိုင်ခဲ့တာမျိုးတွေ့ဘူးလားအဲ့ဒါကအဖွဲလိုက်လှုပ်ဆောင်ခြင်းရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါပဲတခါတလေကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေစီကိုဥတီနိုင်တယ်လို့တခါတလေကြတော့လဲကြောက်မဖွဲကောင်းတဲ့ကပ်ဘေးလေးစီကိုဥတီတွားနိုင်ပါတယ်ဆိုတော့ဒီနှစ်ခုကိုဘာကခွဲခြားထားတာလဲဒီချက်ကကျွန်တော်တို့ကိုခြီကန်ကြတဲ့မိခွန်းတစ်ခုစီခေါ်တော့ပါတယ်။ခေါင်းနှလုံးကတစ်လုံးထက်တကယ်ပဲပိုကောင်းရလားဆိုလားပေါ့ Teamwork makes the dream work ဆိုပြီးကျွန်တော်တို့အမြဲကြားပူကြပေးမယ်။အဲ့ဒါတကယ်ပဲအမြဲတမ်းမှန်ရလား။အုပ်စုတွေကတဦးချင်းတဲ့ပင်ကိုအောက်ထင်ပို smart ကြလားဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြအောင်ပါ။တမိုင်းကိုပြန်ကြည့်လိုက်ရင်အဖြေကအမြဲတမ်းတော့မဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။တကယ်လည်းမဖွဲလိုက်ဆုံးဖြတ်ချက်တွေဟာကြောက်စရာကောင်းတော့အောင်မာယွန်းတွားပြီးပြန်ဖြစ်လို့မရတဲ့နောက်ဆက်တွဲစူးကျူးတွေနဲ့အတူဝမ်းနေဖွယ်ရအဆုံးတက်တွားတတ်ပါတယ်။ခေတ်တဲ့မိုင်းမှာအမတ်ရစရာအဖြစ်ဆုံးဥပမာတစ်ခုကိုကြည့်လိုက်ကြရအောင်။ဟုတ်ပါတယ်1986ခုနှစ်က Challenger အာကာသလွန်ပြန်ရင်ကပ်ပေးပါ။ဒါဟာ engineering ပိုင်းဆိုင်ရာကြာရှုံးမှုတစ်ခုတည်းကြောင့်မဟုတ်ခဲ့ပါဘူး။အဖွဲ့လိုက်ဆုံးဖြတ်ချက်ချခြင်းရဲ့ကြာရှုံးမှုတစ်ခုလည်းဖြစ်ခဲ့တာပါ။ engineer တွေကလွတ်ကျင်ဖို့ရာသီဥတုအရန်အေးနေတယ်လို့တတိပေးခဲ့ပေမဲ့ manager တွေကတော့ဆက်လုပ်ဖို့ဖိအားပေးခံခဲ့ရပါတယ်။ဒီဖြတ်ဆိုရီကသဘောတူညီမှုဆိုတာဘလောက်တောင်ကြောက်စရာကောင်းလောက်မှားယွင်းသွားနိုင်တယ်လဲဆိုတာကိုပြင်းပြင်းထန်ထန်တတိပေးနေတဲ့သင်ခန်းစာတစ်ခုပါပဲ။ဒီလိုဆိုရင်ထက်မြက်တဲ့လူတွေအများကြီးပါတဲ့အဖွဲ့တစ်ဖွဲ့ကိုဒီလိုဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေစီဥတည်သွားစေတဲ့စိတ်ပိုင်းဆိုင်ရာထောင်းချောက်ကဘာများလဲ။ဒီလိုကြချုံမှုတွေရဲ့အဓိကအရင်ခံအကြောင်းတရားကိုစပြီးစမ်းစစ်ကြည့်ကြအောင်မယ်။တရားကံကတော့ group think လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုပါရိုးရိုးရှင်းရှင်းပြောရရင်အဖြစ်မှန်ကိုရှာဖွေဖို့ထက်အချင်းချင်းသဘောတူညီမှုရဖို့ဆိုတဲ့လူမှုရေးဖိအားကပိုအရေးကြီးသွားတဲ့ခြေနေမျိုးပေါ့အဖွဲ့နဲ့သဘောနဲ့ဖြစ်နေဖို့ဆိုတဲ့စိတ်ကဝေဖန်ပိုင်းခြားတွဲခေါ်မှုကိုတိတ်တဆိတ်လွှမ်းမိုးထားတာပါဒါစရာဖြစ်လို့စိတ်ကအဖွဲ့ကိုအန်တဲ့အချက်ပြမှုတွေကိုလိလျှို့ရှုပြီး၆ကမ်းပါဘကိုတွန်းပို့လိုက်တယ်လို့ပါပဲပြီးတော့လေဒါကရှာရှာပါပါဖြစ်တတ်တဲ့ကိစ္စမျိုးလည်းမဟုတ်ပါဘူးမအောင်မြင်ခဲ့တဲ့ Bay of Pigs ကျူးကျော်မှုကနေ VNN စစ်ပွဲကိုပုံမပြင်းထန်စေခဲ့တဲ့ဆုံးဖြတ်ချက်တွေအထိ Group Think ဟာတမိုင်းရဲ့အကြီးမားဆုံးအမှားယွင်းတချို့ရဲ့နောက်ွယ်ကမမြင်ရတဲ့တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်ဒါကဘလောက်ပဲထက်မြက်တဲ့အဖွဲဖြစ်နေပါစေအမြဲတမ်းတတိထားကာကွယ်ရမယ့်အန်ဒီရဲ့တစ်ခုဆိုတော့ကိုပြနေတယ်ကောင်းပြီပြဿနာကိုတီးပြီးဆိုတော့ခြေစီအကြောင်းပြောကြရအောင်ဒီအန်ဒီရဲ့ရှိတဲ့သဘောထားကိုဘလို့တက်ကြွပြန်တိုက်ထောက်နိုင်မလဲ Group Think ကိုတန်းပြန်တိုက်ဖြတ်နိုင်မဲ့လက်တွေ့ကျတဲ့နည်းဗျူဟာတချို့ကိုကြည့်လိုက်ရအောင်ပါဒီနေရာမှာစဉ်းစားပုံစဉ်းစားနည်းတစ်ခုရဲ့ထိတ်တိုက်တွေ့ဆုံမှုကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။တစ်ဖက်မှာတဟာဇာတာဖြစ်မှုကိုဦးစားပေးပြီးပฏิပတ်ခါကိုရှောင်ရှားတဲ့ group think ရှိတယ်။နောက်တစ်ဖက်မှာတော့အဖြူသဘောဆောင်တဲ့ပฏิပတ်ခါကိုတမင်တကာဖန်တီးပေးတဲ့နီလန်ဖြစ်တဲ့ devil's advocacy ရှိပါတယ်။တစ်ခုကသဘောတူညီမှုထဲမှာနှစ်သိမ့်မှုကိုရှာဖွေပြီးနောက်တစ်ခုကတော့စိန်ခေါ်မှုကနေတဆင့်အမှန်တရားကိုရှာဖွေပါတယ်။ Devil's advocacy ကဘလို့အလုပ်လုပ်တယ်လဲရိုးရှင်းပေမဲ့အစွမ်းထက်ပါတယ်အဖွဲ့တွေကတယောက်ကိုဝေဖန်သူ Devil's advocate အဖြစ်တရားဝင်တာဝန်ပေးလိုက်တာပါသူ့ရဲ့လုပ်ကအစိုးမြင့်မှုမဟုတ်ပဲအစီအစဉ်ရဲ့အားနည်းချက်တွေကိုထောက်ပြဖို့ယူဆချက်တွေကိုမေးခွန်းထုတ်ဖို့နဲ့အားနည်းချက်တွေကိုဖော်ထုတ်ဖို့ပါတယ်ဒီလိုလှုပ်ချင်အားဖြင့်အဖွဲ့ဝင်တယောက်ကိုလူမှုရေးအရာအဖြစ်တင်ခံရမှာမစိုးရင်ပဲအများစုရဲ့သဘောထားကိုစင်ခေါ်ခွင့်ပေးလိုက်တာဖြစ်ပြီးနောက်ဆုံးဆုံးဖြတ်ချက်ကိုပူပြီးခိုင်ပါစေပါတယ်ကောင်းပြီဝေဘာထောက်ပြမယ့်အတန်တန်ကိုထပ်သွင်းတာအပြင် group think ကိုနှုတ်ချက်နိုင်တဲ့နောက်ထပ်အစွမ်းထက်တဲ့နီလန်တစ်ခုကတော့မတူကွဲပြားတဲ့အတန်ဒီအစာကလေးကပါဝင်နေတဲ့အဖွဲ့တစ်ဖွဲ့ကိုတိဆောက်ခြင်းပါပဲဒါကကျွန်တော်တို့ကိုမတူကွဲပြားမှုရဲ့စွမ်းအားစီကိုခေါ်ဆောင်သွားပါတယ်မတူကွဲပြားတဲ့နောက်ခံရှိတဲ့အဖွဲ့တစ်ဖွဲ့ကဘာကြောင့်ဒီလောက်ထိရအောင်မှုရှိတာလဲဘာလို့ဆိုတော့မတူညီတဲ့နောက်ခံကလာတဲ့လူတွေဟာမတူညီတဲ့အမြင်နဲ့အတွေ့အကြုံတွေနဲ့တွေးခေါ်ပုံတွေကိုယူဆောင်လာလို့ပါပဲဒါက group think ဖြစ်ပေါ်လေးရှိတဲ့ပဲတဲ့တန်ခမ်းကိုတဘာဝအတိုင်းဖြိုခွဲပေးပါတယ်အမြင်မျိုးရှိနေတဲ့အခါတတမတိဖြစ်ဖို့ပိုခက်ခဲသွားပြီးအဖွဲ့အနေနဲ့ဖြစ်နိုင်ခြေအစုံကိုထည့်သွင်းစဉ်းစားလာရပါတယ်ကောင်းပြီဆိုရတဲ့ဆုံးဖြတ်ချက်တီကိုဘလို့ရှောင်ရှားရမလဲဆိုတာကျွန်တော်သိသွားပါပြီဒါဆိုရင်အဲ့ဒီစင်ကိုကြော်လွန်ပြီးတကယ်ကိုစမ်းတက်တဲ့ကြံ့ရံတွေထိုးပေးနိုင်ဖို့အဖွဲ့တစ်ဖွဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုဘလို့ဖော်ထုတ်နိုင်မလဲဒီအတွက်အကြော်ကြားဆုံးနီလန်ကတော့ brainstorming မှာပဲကျွန်တော်တို့အားလုံးလုပ်ဖို့ကြမှာပါအခန်းတစ်ခန်းထဲမှာစု whiteboard ပေါ်မှာအကြံဉာဏ်တွေခြာရေးပြီးဝေဖန်မှုတွေကိုခဏရက်ထားတာမျိုးပေါ့ရည်ရွယ်ချက်ကအရေးအသွေးထက်အရေးအတွက်ကိုဦးစားပေးပြီးအကြံဉာဏ်မုံတိုင်းတစ်ခုဖန်တီးဖို့ပါပဲ
ဒါမဲ့လူတိုင်းတုံးနေကြတဲ့ဒီ brainstorming မှာတိတ်တတိမထားမိတဲ့webfair တခုရှိနေပါတယ်အဲ့ဒါကဘာဖြစ်မလဲ work ထားတဲ့အားနည်းချက်ကတော့ production blocking လို့ခေါ်တဲ့အရာပါပဲစဉ်းစားကြည့်ပါပုံမှန် brainstorming seaway တစ်ခုမှာတစ်ကြိမ်ကိုလူတစ်ယောက်ပဲစကားပြောနိုင်တယ်ကိုယ်လည်းရောက်ဖို့စောင့်နေတော့မှကိုယ့်ရဲ့ထက်မြက်တဲ့ဉာဏ်ကိုမေးတော့နိုင်တယ်ဒါမှမဟုတ်တခြားသူတွေပြောတာကိုနားထောင်နေရင်လည်းကိုယ့်ရဲ့တီထွင်ဖန်တီးမှုအတွေးစဉ်ကလမ်းချော်တွန်းနိုင်ပါတယ်ဒီလိုရှုပ်ထွေးမှုကတကယ်တော့ကုန်ထုတ်စွမ်းအားကိုပိတ်ဆို့နေတာပါ ကံကောင်းတာကတော့ဒီပြောတနာကိုဖြည့်ရှင်းပေးနိုင်တဲ့ပုံမှန် brainstorming ထဲပို့ပြီးစနစ်ကျတဲ့တခြားနည်းလမ်းတွေရှိနေပါတယ် အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ nominal group technique ပါပဲဒါကရှင်းလင်းတဲ့အဆင့်တွေနဲ့လို့ပါတယ်ပထမဆုံးလူတိုင်းကသူတို့ရဲ့အကြံဉာဏ်တွေကိုတိတ်တိတ်စိတ်ချေးရတယ်ဒါကအတန်ကျဲတဲ့သူတွေလွှမ်းမိုးမှုတော့အောင်ကာကွယ်ပေးပါတယ်ပြီးတော့အကြံဉာဏ်တွေကိုဝေဖန်မှုမရှိဘဲတယောက်တစ်လက်ရှိမြောက်ဝေးရတာကြောင့်အကြံဉာဏ်အားလုံးကိုကြားသိခွင့်ရစေပါတယ်အကြံဉာဏ်အားလုံးစားပေးဖို့ရောက်ပြီးမှသာအဖွဲ့ကဆွေးနွေးပြီးအဆင့်တန်မကြပါတယ်ဒါဟာလူတိုင်းကိုတန်းတူညီမျှပါဝင်ခွင့်ပေးပြီး production blocking ကိုကြော်လွှားနိုင်တဲ့စနစ်ကျတဲ့လုပ်ငန်းစဉ်တစ်ခုပါ ဟုတ်ပါတယ်အခုလိုအဝေးကနေအလုပ်လုပ်ကြတဲ့ခေတ်ကြီးမှာလူချင်းတွေ့ဖို့ဆိုတာအများနဲ့တော့မလွယ်ပါဘူးဒီလိုအခြေအနေမျိုးအတွက်ရောဖြည့်ရှင်းနေရှိရလား ရှိတယ်တော့မှာ Delphi technique ကိုဒီလိုအခြေအနေမျိုးအတွက်တည်တံ့ design ထုတ်ချတာပါဒါကအဖွဲတစ်ဖွဲ့ကိုလူချင်းမတွေ့ပဲစုံဖြန့်ချက်ချနိုင်အောင်ကူညီပေးပါတယ်အဖွဲ့ကောင်းဆောင်ကကျွမ်းကျင်သူတွေစီကအမီမဖော်ထားတဲ့တုံ့ပြန်ချက်တွေကိုမိခွန်းလွှာတွေကနေတဆင့်ဆူဆောင်းတယ်အဖြေတွေကိုအကျဉ်းချုပ်ပြီးနောက်တစ်ချိန်ပြန်လဲသုံးသပ်ဖို့ပေးဖို့ပါတယ်ဒီလုပ်ငန်းစဉ်ကိုသဘောတူညီမှုရတဲ့အထိထက်ခါတလဲလဲလှပ်ဆောင်ပါတယ်ပထဝီအနေထားအရကွဲခွာနေတဲ့ကျွမ်းကျင်သူတွေရဲ့ထင်မြင်ချက်တွေကိုစူးစီးဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲ ကောင်းပါပြီကျွန်တော်တို့အကြောင်းအရာတော်တော်များများကိုလေ့လာခဲ့ပြီးဆိုတော့အားလုံးကိုပြန်စုစည်းပြီးပုံမကောင်းမွန်တဲ့အုပ်စုဖွဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်အဓိကမှတ်သားစရာလေးကိုသုံးသပ်ကြည့်ကြရအောင် အရေးကြီးဆုံးမှထားရမှာကတော့ကောင်းမွန်တဲ့ဖွဲ့လိုက်ဆုံးဖြတ်ချက်တွေဟာမတော်တဆဖြစ်လာတာမဟုတ်ဘူးဆိုတာပါပဲဒါဟာတမင်တကာစူးစမ်းဖန်တီးရတဲ့လုပ်ငန်းစဉ်တစ်ခုပါ group think လိုမျိုးထောင်ချော့တွေကိုတက်တက်ကြွကြွရှောင်ရှားပြီး devil's advocacy နဲ့ nominal group technique လိုမျိုးစနစ်ကျတဲ့နည်းလမ်းတွေကိုအသုံးပြုခြင်းအပြင်ဘယ်ဖွဲ့မဆိုသူတို့ရဲ့ဆုံးဖြတ်ချက်ချနိုင်စွာအရေးသွေးကိုတည်တည်တာပါမြင့်တင်နိုင်ပါတယ် ဒါကြောင့်ဒီအကြောင်းအရာကိုစိန်ခေါ်မှုတစ်ခုနဲ့အဆုံးသတ်ပါစေနောက်တစ်ချိန်စီးဝေးမှာလူတိုင်းကခေါင်းနဲ့အရင်မြန်မြန်ညစ်ပြီးသဘောတူညီနေကြတဲ့အခါခဏလေကျွန်တော်တို့ဗာများလွတ်သွားသေးလေလို့မေကွန်းထုတ်ရတဲ့သက်တည်ရှိသူကဘယ်သူဖြစ်မလဲဘယ်သူက devil's advocate အဖြစ်ယက်တီပေးမလဲ